ဗုဒ္ဓသမီးတော်များဤရင်တွင်စကားအပိုင်း30တရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမိယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မြယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချင်လဲအင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏိကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပါလိုလားတောင်းတခုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဗုဒ္ဓသမီးတော်များဤရင်တွင်စကားဒီကနေ့18ပါးမြောက်တန်ခါထေရီရဲ့ရှင်တွင်စကားကိုမှတ်သားနာယူချမှာဖြစ်တယ်။တန်တရားဝကလွတ်မြောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေသွားရလမ်းကြောင်းကတော့ဒီလမ်းတဲ့ပဲဒီတလမ်းပဲရှိတယ်ခန္ဓာရှိနေသမျှဒုက္ခဆိုတာရှိမှာပဲခန္ဓာမရှိမှဒုက္ခဆိုတာငြိမ်းမှာသို့သောလောကလူသားတွေကတော့ဘဝဆိုတဲ့ခန္ဓာဖြစ်မှုကိုလိုလားနေကြတယ်ဒုက္ခကိုတော့မလိုလားကြဘူးလူတိုင်းဟာဆင်းရဲမှကြောက်တယ်ဒုက္ခကိုယုံမုန်းတယ်ချမ်းသာခြင်းကြတယ်သို့သောခန္ဓာကိုတော့လိုချင်နေကြတယ်လို့ဒီလိုပြောမှာ။ဘာဖြစ်လို့လဲဆိုရင်လောကမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခမျိုးစုံကိုပဲဒုက္ခလို့စိတ်ထဲမှာအထင်လွဲမှားပြီးတော့နေကြ။ဒါကိုတင်ညာဝိပ္ပန္နတာလို့ခေါ်တယ်။တင်ညာဝိပ္ပန္နတာဆိုတာအမှတ်မှားနေတာ။ခန္ဓာ၅ပါးကိုတရဝါလို့လည်းမှတ်နေတယ်။ဒါတွေမကဘူး။မြဲတယ်လို့မှတ်တယ်ချမ်းသာတယ်လို့မှတ်တယ်ကိုလို့ရင်ဖြစ်တယ်လို့မှတ်နေတယ်တင့်တယ်တယ်လှပတယ်ချောမောတယ်လို့မှတ်ထင်နေကြတယ်တကယ်သဘာဝအစစ်ကိုမြင်နိုင်စွမ်းမရှိကြဘူးမြတ်ဗုဒ္ဓရဲ့အဆုံးအမဟာခန္ဓာ၅ပါးနဲ့အခြေခံထားတဲ့ချမ်းသာဒုက္ခမျိုးဒါတွေမကပဲနဲ့ခန္ဓာ၅ပါးနဲ့လွတ်ကင်းရာချမ်းသာဒုက္ခမျိုးလို့ဒီလိုရှိတဲ့ထဲမှာခ
ခန္ဓာ၅ပါးအခြေခံနေတဲ့ချမ်းသာဒုက္ခမျိုးကိုမြတ်စွာဘုရားကမလိုလားဘူးခန္ဓာမရှိတဲ့ချမ်းသာဒုက္ခမျိုးကိုလိုလားတယ်လို့ဘုရားမပွင့်ခင်ကမောက္ခဆိုတဲ့လွတ်မြောက်ရေးလမ်းစဉ်တွေဘဝကလွတ်မြောက်ပြီးထာဝရချမ်းသာတယ်ဆိုတာကိုရှာခဲ့ကြတယ်အဲ့ဒီရှာခဲ့ကြတာတွေကိုပဲဒီကနေ့ခေတ်မှာရှာတဲ့ဤစနစ်တွေကို philosophy လို့ခေါ်တယ်ဘုရားမြတ်စွာရဲ့လက်ထက်တော်ခါကာလတုန်းကတော့ဒိဋ္ဌိကတာလို့ဒီအသုံးကိုသုံးတယ်ဒွါတတ္ထိဒိဋ္ဌိကတာနိအယူအဆတွေဟာ62မျိုးရှိတယ်ကျင်းချုပ်လိုက်ရင်62မျိုးအဲ့ဒီ62မျိုးကိုထပ်မံပြီးတော့ခြုံလိုက်လို့ရှိရင်တော့ထာဝရမြဲတယ်ဆိုတဲ့အယူဆနဲ့ထာဝရပျောက်ကွယ်တယ်ဆိုတဲ့အယူဆနှစ်ခုတတ္တတနဲ့ဥစ္စေတာဒီနှစ်ခုပဲကြံတယ်ပေါ့မြတ်စွာဘုရားကအဲ့ဒီအစွန်းတစ်ဖက်ကိုရှောင်ရှားပြီးအကြောင်းရှိရင်ဖြစ်နေဦးမှာပဲအကြောင်းချုပ်သွားလို့ရှိရင်ချုပ်ငိမ့်တယ်ဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတတ္တဝါတွေကိုတင်ပေးခဲ့တာဖြစ်တယ်မြတ်စွာဘုရားကတိတိလင်းလင်းဟောကြားဆုံးမထားတဲ့အနဝတ္တကတန်ရုံမှာအနဝတ္တကစကလုံးကိုအသုံးပြုပြီးတော့ဟောတဲ့တုတ်မှာဒီနခတိခဆိုတဲ့တုတ်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကမြေမုံလေးကိုလက်သေးပေါ်တင်ပြီးတော့ဟောဒီလက်သေးပေါ်မှာရှိတဲ့မြေမုံလေးလောက်တောင်သင်္ခါရတရားဆိုတာထာဝရတည်မြဲတာတွေ့ရမှာမဟုတ်ဘူးဒါကြောင့်မို့ဗြဟ္မစရိယဆိုတဲ့မြတ်သောအကျင့်ကိုကျင့်နိုင်မှထာဝရတည်မြဲတဲ့အဆင့်ကိုရောက်မှဖြစ်တယ်ဆိုလိုတာကခန္ဓာရနေသမျှဒီခန္ဓာရဲ့ဒုက္ခကိုကြုံတွေ့ကြမှာဖြစ်တယ်နောက်ဆုံးမှာတက်တန်းရှိကြတဲ့ဗြဟ္မာကြီးတွေတည်ပင်လေနောက်ဆုံးမှာသေဆုံးသွားရခြင်းဆိုတဲ့ဒုက္ခနဲ့ကြုံရတာကြီးဝိပရိနာမဒုက္ခလို့ဆိုတဲ့ဒီဒုက္ခလောကမှာဒုက္ခတွေကိုတည်ခွဲလိုက်တဲ့အခါမှာဒုက္ခသင်္ခါရဒုက္ခဝိပရိနာမဒုက္ခဒုက္ခကိုတည်ခွဲတဲ့အခါဒုက္ခ၃မျိုးဆိုမှတ်သားထားကြအောင်ဒုက္ခဆိုတာဒုက္ခဆိုတဲ့အတိုင်းတကယ်ဆင်းရဲတာလူတွေကနှုတ်ကမြွက်ပြီးတော့ညီးတွားရလောက်အောင်ဒုက္ခလို့ပြောရလောက်အောင်ဆင်းရဲတဲ့ဒုက္ခမျိုးကိုဒုက္ခလို့ခေါ်တယ်အဘိဓမ္မာသဘောနဲ့ပြောလို့ရှိရင်ကာယိကဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုစေတသိကဒုက္ခလို့ဆိုတဲ့စိတ်ဆင်းရဲမှုလူတိုင်းတစ်ခါမဟုတ်တစ်ခါကြုံတွေ့ခံစားအဲ့ဒီခံစားရတဲ့အချိန်မှာလူတွေညီးတွားကြတာဒုက္ခနော်နေမကောင်းပြီဆိုရင်ဒုက္ခစိတ်ညစ်စရာကြုံနေရင်ဒုက္ခလို့အဲ့ဒီအချိန်မှာတော့ဒုက္ခဆိုတဲ့သဘောလေးတွေကိုရှိမိကြအဲ့ဒါကဒုက္ခလို့ခေါ်တယ်အဆိုးဆုံးဒုက္ခနောက်တစ်ခါတရားဝါတွေဒုက္ခမှမသိတဲ့အရာကပါလဲလို့ဆိုရင်ဝိပရိနာမဒုက္ခဆိုတာလူတွေပြောတဲ့ချမ်းသာတယ်ပျော်တယ်ချမ်းသာတယ်နေလို့ထိုင်လို့ကောင်းတယ်ဆိုတဲ့အဲ့ဒီချမ်းသာဒုက္ခသည်ပြောင်းလဲသွားတဲ့အခါမှာဒုက္ခဖြစ်တယ်ပျော်ရွှင်မှုအချိန်ကုန်ဆုံးသွားတာနဲ့တပြိုင်နက်ကုန်ဆုံးသွားတာဟာဒုက္ခဘက်ကိုရောက်သွားပြန်တယ်အဲ့ဒါမျိုးကိုဝိပရိနာမဒုက္ခလို့ခေါ်တယ်တခါသင်္ခါရဒုက္ခလို့ဆိုတဲ့အခါကျတော့မမြဲတဲ့အရာတွေမှန်သမျှသင်္ခါရဒုက္ခမမြဲတဲ့အရာတွေဟာသင်္ခါရဒုက္ခဒုက္ခကိုဝိပရိနာမဒုက္ခလို့ခေါ်ပြီးကျန်တဲ့သင်္ခါရတရားတွေအလုံးကိုသင်္ခါရဒုက္ခလို့ဒီလိုခေါ်တယ်အဲ့ဒီသင်္ခါရဒုက္ခကိုသိဖို့မေတ္တာမရေးချတယ်လို့ဆိုအဲ့ဒီသင်္ခါရဒုက္ခကိုသိအောင်ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ကြတခြားမဟုတ်ဘူးဝိပဿနာကျင့်စဉ်ဆိုတာသင်္ခါရရဲ့ဒုက္ခသဘောကိုရှုမြင်နိုင်အောင်ကျင့်ကြံကြိုးကိုအထောက်ခြင်းပဲဖြစ်တယ်အဲ့ဒါလို့သင်္ခါရကိုဒုက္ခလို့မမြင်ဘူး
သင်္ခါရတွေကမမြဲဘူးလို့မမြင်ဘူးကိုမပိုင်ဘူးသူ့သဘာဝတိုင်းဖြစ်တယ်လို့မမြင်သေးဘူးဆိုရင်ဒါဝိပဿနာလမ်းကြောင်းမရောက်သေးဘူးလို့ပြောရသောဖြင့်တရားဓမ္မအထုတ်တဲ့အခါမှာစိတ်ကလေးငြိမ်သွားတဲ့အရာသာလေးကိုလူတွေကခံစားကြတယ်စိတ်လေးငြိမ်သွားတယ်စိတ်ငြိမ်သွားလို့ဘာမှမသိတော့ဘူးအလုံးခန္ဓာကိုယ်ကြီးပျောက်ပြီးငြိမ်ချမ်းနေတယ်ဆိုတာလေးကိုလူတွေကရှင်းနှပ်ပြီးတော့နေကြတယ်အဲ့ဒါတမာတိစွမ်းအားကြောင့်ဖြစ်လာတဲ့ဒုက္ခလေးပဲအဲ့ဒီဒုက္ခလေးတွေရှင်းနှပ်ပြီးတော့ဒါလေးနဲ့နေမဲ့ဆိုလို့ရှိရင်သဘာဝတရားရဲ့ဖြစ်ပျက်မှုတွေကိုသိပြီးသင်္ခါရတရားတွေချုပ်ဆုံးရနော်ဝိပဿနာဉာဏ်ဆင့်ဆင့်တက်ပြီးသင်္ခါရတရားတွေရဲ့ချုပ်ဆုံးရနိဗ္ဗာန်ထီအောင်ပေါရောက်ဖို့မရှိသေးဘူးလို့ဒီလိုဆိုတယ်အဲ့တော့နိဗ္ဗာန်ထီအောင်ပေါရောက်ဖို့ဆိုတာသင်္ခါရတရားတွေကိုရှုမြင်သုံးသပ်ရင်မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောတွေကိုမြင်လာပြီးတဲ့နောက်မှာဒီတဲ့ထပ်ပြီးတော့ဘာတွေတိုးမြင့်လာလဲဆိုရင်သင်္ခါရရှိနေကြောက်เสียကြီးပဲသင်္ခါရဟာမြူမုံလေးလောက်တော့မမြဲဘူးကြောက်เสียကြီးပဲလို့ဒီလိုမြင်လာလို့ရှိရင်တော့ဘယညာလို့ခေါ်တာအနိစ္စဒုက္ခအနတ္တမြင်ပြီးတဲ့အခါသင်္ခါရတွေပုံမှာကြောက်เสียလို့မြင်လာဖို့လိုသေးတယ်နော်ကြောက်เสียလို့သိလာမှာအဲ့ဒီချက်မှာတွေ့တာမှုကကင်းမှာကြောက်เสียလို့မြင်လာတယ်ကြောက်เสียလို့မြင်လာတယ်လို့ပဲနောက်ကအန္တရာယ်များလိုက်တာဒီငါရထားတဲ့ဘဝကြီးဟာအန္တရာယ်များလိုက်တာဖြစ်ပြီးတော့ပြက်နေတာထိမ့်လို့သိမ့်လို့မရလောက်အောင်ဖြစ်ပြီးတော့ပြက်နေတာပါလားအလွန်အန္တရာယ်များတဲ့နေရာကြီးပါလားသင်္ခါရတွေဟာသိအန္တရာယ်များတယ်လို့မြင်လာတာအာဒီနဝအဲ့ဒါလို့မြင်လာပြီးတဲ့အခါမှာတိုးတက်ပြီးဘာတွေမြင်လာတော့ဆိုจิตနဲ့เสียမကောင်းဘူးညင်းငွေเสียကောင်းပြီလုံးဝตาယာเสียကိုရှာမတွေ့တော့အန္တရာယ်များနေတဲ့နေရာအရက်ကိုလူတွေဟာစွန့်ခွာခြင်းကြတာပဲလေထုံးစံအန္တရာယ်ထူပြောနေတယ်ဆိုရင်လွတ်အောင်တနေရာယုံထွက်ဖို့ကြိုးစားနေကြအဲ့ဒါလိုပဲအန္တရာယ်များပြီးကျင့်တတ်เสียရှာမတွေ့တော့ဘူးဆိုလို့ရှိရင်ဒီကိုရထားတဲ့သင်္ခါရတရားကြီးကိုလက်လွတ်ပစ်ခြင်းနဲ့စိတ်ပေါက်လာတယ်သို့မဟုတ်အဲ့ဒီသင်္ခါရတရားတွေကလွတ်မြောက်သွားခြင်းနဲ့စိတ်ရှိလွတ်မြောက်ခြင်းနာကိုမုတ်စီတုကမြတ်တာကိုရထားတဲ့သင်္ခါရတရားကြီးကိုလွတ်ပစ်ခြင်းနာမုံစီတုကမြတ်တာနော်စာပေကျမ်းမှာရေးသားမှုထုံနှစ်ခုရှိတယ်မုံစီတုနဲ့ညာလေးတစ်ချမ်းပဲနဲ့စာလုံးနဲ့ရေးရင်မုံစီတုဆိုတာလက်လွတ်တာလွတ်ခြင်းမုံစီတုဆိုရင်လွတ်ခြင်းအတိပ္ပယ်မတူဘူးနော်လွတ်ခြင်းနဲ့လွတ်ခြင်းလွတ်တယ်ဆိုတာဆုပ်ကိုင်မထားတော့ဘူးတွေ့တာမထားတော့ဘူးလွတ်လိုက်ခြင်းမုံစီတုဆိုတာလွတ်မြောက်ခြင်းအဲ့ဒီလိုအသိဉာဏ်တွေဝင်လာပြီးတဲ့နောက်မှာလွတ်ရလွတ်ကြောင်းဘယ်လိုလုပ်ရင်လွတ်ရပါမလဲဆိုတဲ့သုံးသပ်ဆင်ခြင်မှုကိုပဋိသင်္ခါအဲ့ဒီလိုသုံးသပ်ဆင်ခြင်လို့သင်္ခါရတရားတွေရဲ့သဘာဝတရားကိုရှုမြင်သုံးသပ်ပြီးသင်္ခါရဆိုတာဒီတိုင်းပဲဆင်းရဲဒုက္ခမမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေဒါတွေပေါ်မှာချစ်ချင်းမုန်းခြင်းဆိုတာလွတ်မြောက်သွားပြီးတော့ချစ်ချင်းမုန်းခြင်းမရှိတော့ဘဲနဲ့တည်ငြိမ်တဲ့ရှုမြင်သုံးသပ်မှုဖြစ်သွားအားဆိုင်เสียမလိုတော့ဘဲနဲ့သင်္ခါရတရားတွေရဲ့အပြစ်တွေကိုသိမ်မွေ့စွာသူ့အလိုလျောက်ပေါ်လာတယ်လို့အသာလေးထိုင်ကြည့်နေရတဲ့အနေအထားမျိုးဖြစ်လာချစ်ချင်းမုန်းခြင်းလုံးဝမရှိဘူးအားဆိုင်เสียမလိုပဲပညာကလမ်းဖြောင့်ပြီးတော့သင်္ခါရတရားတွေရဲ့အပြစ်တွေကိုထိုင်ကြည့်နေရတယ်လို့ရှင်းကြီးမြင်အားဆိုင်ဖို့မလိုတော့ဘူးဆိုတဲ့အသိဉာဏ်ကြတော့သင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ရင့်တန်လာပြီဆိုတော့မှသင်္ခါရအာယုန်ကြီးကိုလွှတ်လိုက်ပြီးတော့သင်္ခါရကင်းရနိဗ္ဗာန်ကိုအာရုံပြုနိုင်တယ်လို့ဒါကမြတ်ဗုဒ္ဓရဲ့တန်တရားဝကလမ်းစဉ်ကျွတ်တန်တရားဝကလွတ်ဖို့လမ်းစဉ်
ဒီလမ်းကြောင်းကိုဘုရားအလောင်းမြတ်စွာဘုရားကိုယ်တိုင်သာလင်မြတ်စွာဘုရားတပါးရီသာလင်တွေ့ရှိခဲ့တာဖြစ်တယ်အဲ့ဒီတွေ့ရှိချက်တွေကိုဓမ္မစကြာဟောတဲ့ချိန်ကစပြီးတော့ဟောပြောလိုက်လို့ခဏိထိအောင်ဘုန်းကြီးတို့တွေဒီလမ်းစဉ်ကိုသိရတယ်ဓမ္မစကြာမဟောခင်ကဒီလမ်းကြောင်းဘယ်သူမှပြောနိုင်စွာမရှိဘူးသူတို့ပြောတဲ့ဒီမောက္ခဆိုတဲ့လွတ်မြောက်ရေးလမ်းစဉ်ကဘာတွေတော့ဇန်တရားတွေကိုကြံ့ကြံ့ကြုတ်ကိုအထုတ်လိုက်တဲ့ဇန်စွမ်းအားနဲ့ရုပ်ခန္ဓာကြီးမရှိတဲ့ဘဝကိုရောက်သွားတယ်အဲ့ဒါကိုနှစ်ပေါင်းကဘာချီပြီးကြာသည့်အတွက်ကြောင့်လွတ်မြောက်သွားပြီလို့ယူဆတယ်သို့တော့အချိန်စီးတော့ပြန်ဆင်းလာပြန်မလွတ်မြောက်ဘူးမိတ်နေလောက်အောင်ကြာတယ်သို့တော့နောက်ဆုံးမှာဒီထဲမှာပြန်ဝဲလေလာပြန်ပြန်ပေါ်လာပြန်ဒါကအာလာရကာလမတို့ဥဒကရမဗုဒ္ဓတို့ရောက်သွားတဲ့ဒီအသိစိတ်သာရှိတဲ့အရူပဗြဟ္မဘုံအဲ့ဒီအရူပဗြဟ္မဘုံရောက်သွားတဲ့ဗြဟ္မတွေရတယ်တက်တန်းစီတဲ့အခါရုပ်ခန္ဓာပြောက်နေပြီမဲ့တော့ကြပြန်ပေါ်လာအသိဉာဏ်တတ်တို့လိုနာမ်ခန္ဓာပြောက်နေပြီးတော့ရုပ်ခန္ဓာကြီးသာရှိတဲ့ဗြဟ္မတွေလည်းတက်တန်းစီတဲ့အခါပြန်ပေါ်လာပြန်ပေါ်လာရင်ထုံးစံအတိုင်းပဲလူတွေရဲ့တဏ္ဍမှာရှိနေတဲ့ကိလေသာတွေရဲ့ဥဆောင်မှုနဲ့ကံတရားတွေရဲ့ပြည့်ချက်ရဘဝမှာ30ပုံမှာပြန်ပြီးတော့ကရွတ်ပေါ်ကင်းလျှောက်တယ်လို့ပြန်ရောက်လာကြပြန်တာပဲမောက္ခဆိုတာမတွေ့နိုင်ဘူးပေါ့တကယ်လွတ်မြောက်မှုမရဘူးတဲ့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာတကယ်လွတ်မြောက်မှုဆိုတာသင်္ခါရတရားတွေပေါ်မှာလုံးဝတွေ့တာမှုမရှိဘဲနဲ့ကိလေသာတွေအဝိဇ္ဇာစတဲ့ကိလေသာတွေအားလုံးကိုရှင်းပြလိုက်နိုင်မှဒီသင်္ခါရတရားတွေကိုဖန်တီးထုတ်လုပ်နေတဲ့အဝိဇ္ဇာတို့တဏှာတို့ကံတရားတွေတို့ဒါတွေလုံးဝကင်းသွားပြီဆိုတော့မှတကယ်လွတ်မြောက်မှုဆိုတာလာမှာဘယ်တော့မှနောက်ကျောင်းမပြန်တဲ့လွတ်မြောက်မှုလို့နိဗ္ဗာန်ချမ်းသာအဲ့တော့နောက်ကျောင်းမပြန်တဲ့ချမ်းသာဒုက္ခဆိုတာခန္ဓာလုံးဝကင်းမဲ့သွားတဲ့ချမ်းသာဒုက္ခပဲဖြစ်တယ်ပေါ့ခန္ဓာတွေဟာအလုံးချုပ်ငြိမ်းသွားဒါကဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်စွာဘုရားပွင့်တဲ့အခါမှာကြားကြရတဲ့လမ်းစဉ်ပဲဖြစ်တယ်တခြားအချိန်မှဆိုရင်ပိစိကဗုဒ္ဓတွေသူတို့ကိုယ်သူတို့လွတ်မြောက်အောင်လုပ်သွားနိုင်တော့လည်းပဲနီလန်းပေးပြီးလူတွေသဘောပေါက်နားလဲအောင်ဟောနိုင်စွာမရှိကြဘူးပေါ့အဲ့ဒါကြောင့်မို့ဘုရားနဲ့ပွင့်တဲ့ဘုရားပွင့်လို့ကြုံတွေ့လို့ဘုရားတရားဟောတဲ့အခါမျိုးမှာဒီကျင့်စဉ်တွေဒါတွေကိုသိနိုင်ကြဒါကသူတော်ကောင်းတွေရဲ့ကျင့်ကဲတန်တရားထဲမှာချမ်းသာဒုက္ခရှာကြည့်စမ်းပါဆိုတွေ့မလားလို့ဆိုမတွေ့နိုင်ဘူးဘလောက်ယာရုကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နောက်မင်းဆိုရာဇာကြီးတွေနော်မြတ်သမိုင်းမှာကြည့်လိုက်မယ်ဆိုရင်ဘုန်းတကူအလွန်ကြီးတဲ့အနောယထာမင်းကြီးတို့နောက်ဆုံးကြပါဖြစ်ကျွဲခတ်တာနဲ့ဘဝအဆုံးသတ်သွားကျန်စစ်မင်းကြီးတို့ရောဒီတိုင်းပဲတစ်ခုခုနဲ့ဆုံးသတ်အလောင်းစီသူမင်းကြီးတို့ရောဒီတိုင်းပဲတက်တော်ကြီးကြီးလာတဲ့အခါဘဝတစ်ခုကဆုံးလို့ဘလောက်တကူကြီးတဲ့စွမ်းတကူတွေကြီးယာရုတွေမြင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စီနောက်ဆုံးမှဒီကန်းကိုစိုက်သွားတာချပဲကောင်းချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေကြီးတဲ့ဘလောက်ချမ်းသာနောက်ဆုံးကြတော့ဒီကန်းပဲဒီလမ်းပဲရောက်သွားတာပဲအေးချောမောလှပတဲ့ပုဂ္ဂိုလ်တွေဒီလမ်းပဲရောက်သွားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နော်ပိန်သည်ဖြစ်စေဝါသည်ဖြစ်စေဖြူသည်ဖြစ်စေမဲသည်ဖြစ်စေအားလုံးဟာဒီလမ်းကြောင်းကိုကျော်လွှားသွားနိုင်တဲ့သတ္တဝါတူမှမရှိဘူးတန်တရားထဲမှာနေသမျှအသက်ရှိတိုးတာကွာတယ်နောက်ဆုံးမှသေခြင်းမှပဲဆုံးသက်တယ်အဲ့သေခြင်းမှအဆုံးသက်သွားတာဘယ်လိုလုပ်ရက်ပြစ်လို့ရတယ်လဲလို့ဆိုရင်မြတ်စွာဘုရားဟောပြောတယ်ဝိပဿနာတရားကိုကျင့်စဉ်ပြီးသင်္ခါရတွေပေါ်မှာတွေ့တာမှုတွေလုံးဝကင်းစင်သွားမှကိလေသာတွေအကုန်ငြိမ်းပြီဆိုတဲ့ဤစနစ်ကလွဲလို့တခြားထွက်လမ်းမရှိဘူးတဲ့ဒီနေ့ပဲလောက်เสียရှိတယ်အေးလောကလူသားတွေကတော့တန်တရားထဲမှာပြောနေကြတယ်
တန်တရားထဲမှာပြောနေတာအခက်ခဲလေးကြုံဒုက္ခလေးကြုံရင်ငိုလိုက်တယ်မျက်ရည်လေးကျလိုက်တယ်ပြီးတဲ့အခါကျတော့ရည်မြဲရည်နေမောမြင်မောနော်လူတွေကြည့်ပေါ့နာရည်နဲ့တွေ့တဲ့အခါကျမျက်ရည်လေးပေါက်နောက်တည့်ရသွားကြည့်ပြုံးနေပြီရည်နေပြီနောက်5 ရက်ဆိုရင်ရည်ပြီတော့ပြန်ပြီးရည်နိုင်သေးတာပဲမရည်နိုင်တော့ဘူးဆိုတော့တခါမှမရှိဘူးရည်အောင်ပါပဲအဲ့တော့ဒုက္ခဆိုတာကိုမေ့ထားနိုင်ကြတယ်ပေါ့မေ့ထားနိုင်တယ်ဘာဖြစ်လို့မေ့ထားနိုင်တယ်လဲလို့ဆိုတွေ့တာမှုတွေကလွန်မှုကြီးဆိုးထားတယ်လေတွေ့တာမှုတွေကလွန်မှုကြီးဆိုးထားတယ်အဲ့ဒီလွန်မှုကြီးဆိုးထားတဲ့တွေ့တာမှုတွေရဲ့အောက်မှာလူတွေဟာအပြုံးမပြည့်ကြောကော့ပြီးဒုက္ခဟုသမျှကိုရင်ဆိုင်နေကြရတာပဲဘယ်တော့ဆုံးမှလဲလို့ဆိုရင်ဘယ်တော့မှမဆုံးဘူးအဲ့ဒီဘယ်တော့မှမဆုံးတဲ့ဒုက္ခကြီးကိုပဲလူတွေကကျင့်တတ်နေတဲ့ကဲသို့ရှိတယ်လို့ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့တံဝေကဆိုတာဗုဒ္ဓမြတ်စွာပွင့်ပေါ်လာတဲ့အခါမှာလောခန္ဓာ၅ပါးယုံနာတရားတို့ရဲ့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေနောက်ဆုံးမှာပျက်စီးဆုံးရှုံးသွားတဲ့သဘောတွေကိုအချိန်ချင်းထပ်ကြံစီသုံးသပ်ပြီးတော့တွေ့တာမှုရှော့ချနိုင်တယ်များရှော့ချနောက်ဆုံးဖယ်ရှားနိုင်မှသာလဲဆင်းရဲဒုက္ခကလွတ်မြောက်မှာဖြစ်တယ်ဒီလိုဆိုတာပေါ့နော်ခေါင်းကဒုက္ခ၃မျိုးတည်းမဲ့ဒုက္ခသင်္ခါရဒုက္ခဝိပရိနာမဒုက္ခဆိုတာဒုက္ခဆိုတာခိတ္တလွတ်အောင်လုပ်ထားလို့ရတယ်နော်ခိတ္တလွတ်အောင်လုပ်ထားလို့ဆိုပါစို့ဗြမာဖြစ်နေပြီဆိုတဲ့အချိန်မှာကာယကဒုက္ခလည်းမရှိဘူးစေရတိကဒုက္ခလည်းမရှိဘူးဗြမာတွေချမ်းသာနေတယ်ဝိပရိနာမဒုက္ခတော့ရှိသင်္ခါရဒုက္ခရှိအဲ့တော့ဒုက္ခတွေဆိုတာဟာလွတ်သွားတဲ့တရားမရှိသလောက်သင်္ခါရနယ်အတွင်းမှာဒုက္ခစစ်ဆိုတာရှာလို့မရဘူးလို့ဆိုလို့သင်္ခါရဒုက္ခကလွတ်မှသာလေအလုံးဟာလွတ်မြောက်တယ်လို့ဒီလိုပြောအောင်အဲ့ဒါတွေလွတ်ဖို့ဘုရားရဲ့သမီးတော်တွေဟာရှင်တွင်စကားပြောကြားသွားသမျှဟာဒီဒုက္ခတွေနဲ့သူတို့ကိုယ်တိုင်ရင်ဆိုင်တွေ့ပြီးဒီဒုက္ခတွေကလွတ်မြောက်ဖို့အတွက်ချစ်ကြံကြိုးကိုအထောက်သွားကြတာဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေဟာသူတို့သွားတဲ့လမ်းကြောင်းအတိုင်းမိမိတို့လည်းဒီလိုသွားနိုင်မှဒီဒုက္ခလွတ်မယ်မဟုတ်ဘူးဆိုလို့ရှိရင်ဒုက္ခထဲမှာဒီလိုပဲတဝဲလဲနေချအောင်မှာပဲဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့တန်ခါထေရီလို့ဆိုတဲ့ဘိက္ခုနီမလေးတူလူဘဝတုန်းကသူကကပိလဝမျိုးသူမင်းမျိုးတဲ့ကမင်းသမီးတူပဲရသောရရာကိုခြံစံခါစားရတဲ့ဒီရာတို့ဝီရာတို့နဲ့နော်တဖွဲ့တည်းတွေပေါ့မိတို့တော်ဂေါရမီကြီးဘိက္ခုနီဖြစ်ကိုရတဲ့အခါမှာသူတို့လည်းနန်းဒီကပိလဝနန်းတော်ကိုစွန့်ခွာပြီးတော့ဘိက္ခုနီမဖြစ်ခံယူလာကြတယ်အဲ့ဒါလို့ခံယူလာကြတဲ့အခါမှာလူဆိုတာပြောင်းလဲမှုတွေအမျိုးစုံရှိတယ်ပေါ့ပြောင်းလဲကြငယ်တော့ကတစ်မျိုးအရွယ်လေးရလာတဲ့အခါတစ်မျိုးအသက်အရွယ်ကြီးလို့အဖိုးကြီးမယ်ကြီးဖြစ်တဲ့အခါတစ်မျိုးစိတ်ဓာတ်ရောအခြေအနေရောအားလုံးဟာပြောင်းလဲလာတယ်သာဝရနုပြုနေတာဆိုတာလည်းမရှိဘူးသာဝရကျမ်းမာနေတာဆိုတာလည်းမရှိဘူးနော်အဲ့တော့သာဝရနုပြုမှုဆိုတာမရနိုင်သည့်အတွက်ကြောင့်နုပြုမှုတွေကိုစွန့်လွတ်လိုက်ရတယ်သာဝရကျမ်းမာမှုကိုမရှိသည့်အတွက်ကြောင့်သာဝရကျမ်းမာမှုတွေကိုလည်းစွန့်လွတ်လိုက်ရနောက်ဆုံးမှာအဲ့ရတဲ့ဘုံဘုံလဲပြီးတော့သာဝရအသက်ရှင်ခြင်းဆိုတာမရှိတဲ့အကြောင်းပြပြီးသိဆုံးသွားကြတာကြီးပဲအားလုံးဟာဒီတိုင်းအဲ့တော့အခုတန်ခါထေရီလို့မြည်ရတဲ့ဒီနန်းတွင်သူဘိက္ခုနီမလေးနန်းတွင်သူမင်းသမီးဘဝကနေဘိက္ခုနီဖြစ်လာတဲ့ဒီဘိက္ခုနီမလေးဟာသူပြောခဲ့တဲ့စကားတွေသူ့ဘဝသူလုပ်ခဲ့တာတွေကိုပြန်ပြီးပြောပြတယ်ထင်မယ်ဟိတ်တဝါဂရိပပ္ပစိတ်တဝါ
ဟိတဝဂရေပပိစိတ်တော်အိမ်လုပ်ငန်းတွေအိမ်မှာလုပ်ရတဲ့စီးပွားတွေအိမ်ယာထောင်တဲ့ဘဝမှာနေရတဲ့အိမ်စီးပွားတွေအိမ်ကိစ္စတွေအဲ့ဒါတွေကိုစွန့်လွတ်ပြီးတော့တဲ့ renounce လုပ်တဲ့ခေါ်တော့နော်အဲ့ဒါတွေကိုစွန့်လွတ်အဲ့ဒါတွေကိုစွန့်လွတ်လိုက်ပြီးတော့ဘိက္ခုနီဘဝသူရောက်လာခဲ့တယ်အိမ်ကိုလည်းစွန့်ခဲ့တယ်နောက်တစ်ခါအိမ်အောင်ရှိလို့သားသမီးမိသားစုဘဝနဲ့နေတယ်ဆိုလို့ရှိရင်ဟိတဝပုတ္တံဟိတဝပတုံပိယကိုချစ်တဲ့သားသမီးတွေကိုလည်းထားခဲ့ရကိုမြတ်နိုးတဲ့လက်သက်မွေးထားတဲ့တိရစ္ဆာန်လေးတွေဒါတွေကိုလည်းထားခဲ့ရတချို့လည်းတန်ရောစဉ်ကြံ့ကြံ့ဖန်ဖန်လေးခွေးချစ်တဲ့လူကခွေးမွေးကြောင်ချစ်တဲ့လူကကြောင်မွေးအကောင်လောင်တွေမျိုးစုံမွေးပြီးတော့ဒီလိုအဲ့ဒီအကောင်လေးနဲ့နေတဲ့ပုဂ္ဂိုလ်တွေကလည်းရှိသေးတယ်အမျိုးစုံပဲအိန္ဒိယသွားတော့ကဒီခါတွေ့တယ်အဲ့ဒီဗာရဏသီဣတိပတနာဘက်မှာဒီမဟာယာနဘုန်းကြီးကြီးတို့ဟာစိတ်တကောင်မွေးထားပြီအဲ့စိတ်ကလေးနဲ့တူတူအိတ်တာစိတ်ကလည်းခြေနှောင်ထဲဝင်အဆုံးတာပဲစိတ်မွေးတဲ့လူရှိသလိုဒီမြောက်မွေးတဲ့လူကလည်းရှိတယ်နော်မြောက်မွေးထားတယ်လိတ်မွေးထားတယ်အဆုံးပဲအခုခေတ်ပိုးများသေးတယ်မွေးတာတွေဟာဒီအိုနေတော့ကတက္ကမကြီးတယောက်ဆိုရင်ဗာမွေးထားတော့ရှင်ကလေးတွေမွေးထားရှင်ကလေးတွေကတောင်တက်မြောက်တက်အကုန်လုံးတက်အဲ့ဒီသူတို့ခြေသေးလေးတွေကနေပြီးတော့ဒီလူရဲ့အရေးပါလေးတွေကိုချစ်မိသွားတဲ့အခါမှာတကူလုံးအဲ့ဒီပါဒါယာလေးတွေနဲ့တွေ့ရတယ်ဒါလည်းကျင့်တတ်နေတာပဲအဲ့ဒါမပြည့်ရင်အရားပြေဖို့မပေါ်ဘူးသူကနော်ရှင့်ရဲ့လက်သေးခြေသေးလေးတွေကထိသွားတော့အဲ့တော့အမာယုတ်ကလေးတွေလိုဟာတွေပြေးနေအဲ့တက္ကမကြီးမြင်သာနေတယ်အဲ့တော့အဲ့ဒီရှင့်ဆိုတဲ့ကောင်လည်းပဲကြွက်လိုပဲဟိုတိုးတီတိုးဟိုတက်တီတက်လှုပ်တဲ့ကောင်မျိုးအဲ့တော့လောကမှာပက်လို့ခေါ်တယ်လူတွေကမျက်နှိုးလို့မွေးထားတဲ့သတ္တဝါတွေဟာအမျိုးကိုဆုံးတချို့ကြမွေးထားတယ်ကလေးပေါက်စားလေးမွေနဲ့အိတ်တဲ့ခုခေတ် Facebook တွေကြည်လိုက်ပိုးတော်မှတွေ့လေအောင်မွေနဲ့အိတ်အေးမွေနဲ့နေလို့မွေစားတဲ့အခါမှာမွေကမခံနိုင်တော့ဘာလို့အဲ့ဒီကလေးလေးပတ်ပြီးတော့မျိုးပလိုက်တာတွေလည်းရှိတယ်ပေါ့ဒီလိုဟာတွေအဲ့တော့လောကကြီးမှာလူတွေဟာချစ်ခင်မြတ်နိုးမှုဆိုတာလေးတစ်ခုနဲ့နေလေးနေထရှိကြတဲ့သဘောဒွါယံဒွါယာရာမောဟိအယံလောကောတဲ့ဘုန်းကြီးတို့စာပေထဲမှာဆိုထားတယ်အယံလောကောဒီလောကကြီးဟာဒွါယံဒွါယာရာမောဇုံတွဲနဲ့မှပြောတယ်တယောက်တည်းပဲပြောနော်ဇုံတွဲဆိုတာကြားမှတွဲမှဇုံတွဲမဟုတ်ဘူးကြားချင်းလဲတွဲတယ်မချင်းလဲတွဲတယ်အတွဲမှားတာလည်းဖြစ်ချင်းဖြစ်မှာနော်ခုခေတ်ပိုးစုံသေးတယ်ကြားချင်းလဲတွဲတယ်မချင်းလဲတွဲတယ်ကြားနဲ့မနဲ့လဲတွဲတယ်အဲ့ဒါလို့ဒွါယံဒွါယဘယ်သူမှတွဲစရာမရှိရင်အကောင်လေးတစ်ကောင်မွေးထားဘယ်သူမှတွဲစရာမရှိရင်လည်းစိတ်ကူးရင်ခဏခင်မှာဆိုပိုးဆိုးလာတယ်နော်ပိုးဆိုးလာတယ်တလောကသတင်းတစ်ခုဖတ်လိုက်ရတယ်ဒီအယုတ်ဆိုတာဆိုနော်အယုတ်မျိုးသားယုတ်မျိုးသမီးယုတ်တကယ်ကိုလူခန္ဓာကိုယ်အတိုင်းအတိုင်းအယုတ်တယောက်တည်းမနေခြင်းတဲ့လူတွေအဲ့ဒီခုခေတ်ပါခေါ်လဲဖက်လုံးလို့ခေါ်တဲ့ဟာမျိုးအဲ့ဒါမျိုးတွေအခုပေါ်နေပြီတဲ့နော်အဲ့ဒီအယုတ်နဲ့နေလို့ရအောင်ပေါ်နေပြီသူတို့စုံနေတာပဲလူဆိုတာဒွါယံဒွါယာရာမောဟိအယံလောကောဒီလောကကြီးဟာတယောက်တည်းမပြောဘူးတဲ့အတွဲလေးထဲမှာပြောတယ်ဆိုတဲ့ဟာစာထဲမှာပါတယ်ဒွါယဆိုအတွဲအစုံလိုက်နေတာတရားဝါတွေလည်းဒီတိုင်းအားလုံးတိရစ္ဆာန်တွေအားလုံးဟာဒီတိုင်းဒီလိုဆိုလို့တယ်ပေါ့အဲ့ဒါလို့လောကကြီးမှာဒီလိုပျော်ရွှင်မှုတွေနဲ့နေတာတွေကိုဒါတွေကိုစွန့်လွတ်နိုင်ရမယ်ဒါကြောင့်မို့
ဒီတန်ခါထေရီဆိုတဲ့ဘိက္ခုနီမလေးကဟိတဝပုတ္တံပတုံပိယံသူမြတ်နိုးတဲ့မိသားစုသားသမီးတွေကိုလည်းသူခွဲခဲ့တယ်တဲ့သူမြတ်နိုးတဲ့သားငှက်တိရစ္ဆာန်တွေကိုလည်းသူခွဲခဲ့တယ်တဲ့ဒါတွေအကုန်လုံးစွန့်ပစ်ထားခဲ့ပြီနော်စွန့်ပစ်ထားခဲ့တယ်ဟိတဝရာဂိသဒေါသင်္စအဲ့ဒီတဲ့အရေးကြီးတဲ့စွန့်လွတ်မှုကတော့ဘာလို့ဆိုတွေ့တာမှုဆိုတဲ့ရာဂကိုသူလုံးဝစွန့်ပစ်လိုက်တယ်မုန်းတီးမှုဆိုတဲ့ဒေါသကိုလည်းသူ့ရင်ထဲမှာသိမ့်မထားတော့ဘူးဘယ်အရာကိုမှမတွေ့တာတော့ဘူးဘယ်အရာကိုမှမုန်းတီးတာမရှိတော့ဘူးမုန်းတီးခြင်းတွေ့တာခြင်းဆိုတဲ့အရာနှစ်ခုသူစွန့်လိုက်တယ်အဲ့ဒါလို့စွန့်နိုင်တာဟာလည်းတခြားကြောင့်မဟုတ်ဘူးတဲ့အဝိဇ္ဇင်္စဝိရာစီယအမှန်မသိတဲ့အမှန်တရားကိုဖုံးကွယ်ထားတဲ့အဝိဇ္ဇာကိုအသိဉာဏ်နဲ့ဖယ်ရှားလိုက်နိုင်လို့သာဖြစ်ပါတယ်လောကလူတွေတွေ့တာမှုတွေကိုမဖယ်နိုင်တာဟာအမှန်မသိလို့သာဖြစ်ပါတယ်အမှန်သိပြီဆိုလို့ရှိရင်တော့အမှန်သိမှုကိုအခြေပြုထားရင်တွေ့တာမှုတွေကိုလည်းဖယ်နိုင်မှာပဲမုန်းတီးမှုကိုလည်းဖယ်နိုင်တာပဲဒါကြောင့်မို့တွေ့တာမှုနဲ့ပတ်သက်လာရင်အသိဉာဏ်နဲ့ဖယ်ပုံဖယ်နည်းလေးတွေကိုစာပေကျမ်းကမှာဆိုထားတာရှိတယ်ဟုတ်ပြီမင်းတွေ့တာတယ်ဘာကိုတွေ့တာလဲတေချာစစ်ဆေးကြည့်လိုက်ရင်တွေ့တာမှုတွေပျောက်သွားတယ်နော်ပျောက်သွားဥပမာမဲ့လူကိုတွေ့တာတယ်ဆိုရင်ဟုတ်ပြီမင်းသပင်ကိုတွေ့တာလားတခုစီ analyze ခွဲကြည့်လိုက်သပင်ကိုတွေ့တာလားမွေးညင်းကိုတွေ့တာလားခြေသက်လက်သက်ကိုတွေ့တာလားသွားကိုတွေ့တာလားအရေးကိုတွေ့တာလားအလုံးကြည့်လိုက်ရင်တခုစီဖြုတ်ချလိုက်32မျိုးလူတရံလည်းပျောက်သွားပြီးတော့အဲ့32မျိုးတွေကဘာတွေ့တာလဲလို့ဆိုတွေ့ကြမရှိတော့နော်တွေ့ခြင်းစရာတစ်ခုမှမရှိဘူးလေဖြုတ်လိုက်ရင်အတတ်ထားလို့ရှိရင်တော့ဟုတ်တယ်ရောင်ရှိနော်စပယ်ကလည်းခေါင်းပေါ်မှာနေတော့ကတော့ဟုတ်တယ်လို့ပေါ့အဲ့ဒီစပယ်ညီတွေးကထမင်းခွက်ထဲပါလိုက်ရင်ဘာဖြစ်လူတွေကယွန်ကြပြီလေအဲ့ကြဒါပေမဲ့ခေါင်းပေါ်နေတော့ကတော့ယွန်လာလို့ဆိုမယွန်ဘူးခေါင်းပေါ်နေတော့တသသာလုံနေတာနော်စားမလားဆိုမစားတော့ဘူးအဲ့ကြရင်လက်သေးခြေသေးကလည်းထို့တူပဲလက်နဲ့ခြေနဲ့တွဲပြီးတော့နေသေးရင်တော့သူကသဘောကျကဲလက်သေးလိုချင်တယ်ဆိုရင်လှိဖြတ်ပြီးတော့ပေးဘယ်သူမှယူမဲ့လူရှိမှာမဟုတ်ဘူးเนาะအဲ့ဒါလို့တခုစီဖြုတ်ပယ်လိုက်လို့ရှိရင်တွေ့တာမှုတွေပါပြုတ်သွားတယ်အဲ့ဒီလိုဆိုလိုတာပေါ့အဲ့ဒါအမှန်သိလားအဲ့တော့ဖြုတ်လိုက်မှတွေ့တာစရာမရှိဘူးဆိုတာသိတာတဲ့ဒီကလုံးတက်ဆင်ထားတဲ့အချိန်လေးမှာပဲတွေ့စရာမရှိဘူးဆိုတာကိုစဉ်းစားဉာဏ်နဲ့ဖြုတ်မယ်ဆိုရင်လည်းဖြုတ်လို့ရတယ်ပေါ့ဝိပဿနာကျင့်နေဆိုတာအဲ့ဒီပေါ်မှာတွေ့တာမှုမရှိအောင်လုပ်တဲ့နည်းစနစ်ပဲဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့တွေ့တာမှုတွေကိုဖယ်ရှားတာဝိပဿနာဆိုတာပညာပဲအဲ့ဒီပညာနဲ့အမှန်မသိတဲ့အဝိဇ္ဇာကိုဖယ်လိုက်တာတဲ့ဖယ်လိုက်တဲ့အခါမှာတွေ့တာမှုဆိုတဲ့ရာဂလည်းပျောက်သွားတယ်တွေ့တာမှုရာဂပျောက်သွားသည့်အတွက်ကြောင့်မုန်းတီးမှုအလိုမကျမှုဆိုတဲ့ဒေါသလည်းပဲပျောက်သွားတယ်လို့ဒီလိုဆိုတာနော်အဲ့တော့နောက်ဆုံးမှာဘဝကလွတ်မြောက်ဖို့ဆိုတာကြတော့ဘာလဲဆိုတမူလံတဏမတ်ဖို့ရှာနောက်ဆုံးမှာရှင်တဲ့နှလုံးထဲမှာရှိနေတဲ့တွေ့တာမှုတွေအဲ့ဒီတွေ့တာမှုတွေကိုတစဖြုတ်လာတစဖြုတ်လာတခါတည်းဖြုတ်မရရင်တစချင်းဖြုတ်လာခဲ့တယ်အဲ့ဒါလို့ဖြုတ်လာခဲ့ပြီးနောက်ဆုံးမှာတွေ့တာစရာဆိုတာမရှိတော့ဘူးလို့သေချာသိသွားပြီဆိုရင်လုံးဝတွေ့တာမှုတွေဖယ်ရှားပြလိုက်နိုင်သွားတယ်ပေါ့အဲ့ဒါကိုတမူလံတဏမတ်ဖို့ရှာအမြင့်နဲ့တကွတဏကိုဖယ်ရှားပြလိုက်နိုင်တယ်တဲ့တွေ့တာမှုအမြင့်ရှိနေသေးရင်တော့ထပြီးပေါက်နေဥမှာပဲအမြင့်နဲ့တကွဆိုတာဉာဏ်နဲ့ကိလေသာတွေပါဖယ်ရှားပြီးတော့ပြစ်လိုက်တဲ့အခါဥပတန္တာမိနေဖုတာအဲ့ဒီကြတော့မှရင်တွဲမှာအေးသွားပြီးတော့ဘဝကြီးဟာချုပ်ငြိမ်းသွားမှာဖြစ်တယ်ဟောဘဝလွတ်မြောက်ရေးတရားကိုဆိုလိုတာပဲအဲ့တော့ဒီလမ်းကြောင်းကလွဲလို့ထာဝရအငြိမ့်တဲ့ဆိုတာရနိုင်တဲ့နေရာလုံးဝမရှိဘူး
ထာဝရအငြိမ့်ဓာတ်ကိုရောက်နိုင်ဖို့ဆိုတာမရှိဘူးအဲ့ဒီထာဝရအငြိမ့်ဓာတ်ရှင်တဲ့နှလုံးထဲကအေးချမ်းမှုနောက်ဆုံးမှာဆင်းရဲဒုက္ခတွေအကုန်ချုပ်ငြိမ်းသွားတဲ့အရာဆိုတာကိုရချင်လို့ရှိရင်ဘာလုပ်ရမလဲတွေ့တာမှုနဲ့တကွအမြင့်နဲ့တကွတွေ့တာမှုဆိုတဲ့တဏှာတွေကိုဖယ်ရှားပြစ်နိုင်ရမယ်တဏှာရဲ့အမြင့်ဆိုတာဘာလို့လဲဆိုရင်အဝိဇ္ဇာပဲတမူလံအမြင့်နဲ့တကွတဏှာကိုအပုရှာနှုတ်ပယ်၍အဝိဇ္ဇာရှိနေသမျှတဏှာကရှိနေဥမှာတစ်ပင်တစ်ပင်ပန်းမဲ့တစ်ပင်ကြည့်အမြင့်ရှိနေသမျှပင်စီကရှိနေဥမှာအမြင့်တန်းနေသေးသမျှအမြင့်မထိခိုက်သေးသမျှဒီတစ်ပင်ဟာပြန်ပေါက်နေမှာပဲနော်အဲ့တော့အဝိဇ္ဇာရှိနေသမျှကာလပတ်လုံးဒီတဏှာကပြန်ထလာမှာပြန်ထလာမယ်အဲ့ဒါကြောင့်မလို့အဝိဇ္ဇာဆိုတဲ့အမြင့်နဲ့တကွာတဏှာကိုဖယ်ရှားလိုက်ရမယ်လို့ဒီလိုဆိုလို့တယ်ပေါ့အဲ့တော့အဝိဇ္ဇာနဲ့တဏှာဆိုတာကဘဝတန်တရားရဲ့အမြင့်ဖြစ်သည့်အတွက်ကြောင့်အဝိဇ္ဇာတဏှာကိုဖယ်လိုက်နိုင်ပြီဆိုလို့ရှိရင်ဉာဏ်နဲ့ကိလေသာတွေကလည်းယတ္တိနိုင်စွာမရှိတော့ဘူးကိလေသာတွေကယတ္တိနိုင်စွာမရှိလို့ရှိရင်ကံတွေကလည်းပဲယတ္တိနိုင်စွာမရှိတော့ဘူးအားလုံးဟာကိလေသာဝတ်ကုန်လို့ရှိရင်ကမ္မဝတ်လည်းကုန်တယ်ကမ္မဝတ်ကုန်လို့ရှိရင်လည်းဝိပါကဝတ္တိဟာမိစာကုံစီခန့်စွာလို့နောက်ဆုံးမှာလောင်စာသိမ့်ပြီးမိငိမ့်တယ်ဆိုတော့မိုးကုတ်ဆရာတော်ကြီးရဲ့စကားအတိုင်းပဲလောင်စာတွေမရှိတော့ဘူးဆိုရင်မိလည်းငိမ့်သွားပြီပေါ့အဲ့ဒါဟာတကယ်အငြိမ့်တနိဗ္ဗာန်ပဲဖြစ်တယ်ပေါ့ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မို့တန်ခါထေရီဆိုတဲ့ဒီဘိက္ခုနီမလေးရဲ့ယဉ်တင်းစကားကသူပြောတာရှင်းတဲ့အခါစွန့်လွတ်ရမှာတွေကစလာဟိတဝါဂရေအိမ်မှာလုတ်ကင်တဲ့အိမ်စည်းပွားတွေကိုစွန့်ပစ်ပြီးတော့ပပိစိတ်တော်သာသနာပေါင်းဝင်ရောက်လာခဲ့တယ်တဲ့သူဟာအိမ်စည်းပွားတွေကိုစွန့်ပြီးတော့ဘိက္ခုနီလောက်လာခဲ့တယ်ဟိတဝါပုဒ္ဒံဟိတဝါပတုံပိယချစ်ခင်ရတဲ့သားတွေသမီးတွေကိုလည်းစွန့်ခဲ့တယ်ချစ်ခင်ရတဲ့မွေးထားတဲ့တိရစ္ဆာန်တွေကိုလည်းသူစွန့်ခဲ့တယ်ဒါကပစ္စည်းဝတ္ထုကိုစွန့်တဲ့အပိုင်းလေးကိုသူဖော်ပြတာနော်အလုံးကိုစွန့်လွတ်ခဲ့အဲ့တော့အရေးကြီးတဲ့စွန့်လွတ်မှုကတော့ဘာလဲလို့ဆိုဟိတဝါရာဂင်းစဒေါသင်္စာတွေ့တာမှုတွေကိုစွန့်မှုမုန်းနေမှုတွေစွန့်မှုဆိုတာလွယ်ကူတာမဟုတ်ဘူးကိုရှိတဲ့ပစ္စည်းလေးတခုစွန့်လိုက်တာလွယ်သေးတယ်ထောင်းကိုရင်တဲ့နှလုံးထဲမှာရှိနေတဲ့တွေ့တာမှုကိုစွန့်မှုဆိုတာအလွန်ခဲရင်မုန်းနေမှုစွန့်မှုဆိုတာလည်းအလွန်ခဲရင်အဲ့တော့ကိရိတာတွေစွန့်မှုခက်တယ်ခက်တဲ့အတွက်ကြောင့်ရာဂတို့ဒေါသတို့ဆိုတဲ့ဒီကိရိတာတွေကိုစွန့်မှုအတွက်ဘာလို့ရမှာလဲလို့ဆိုအဝိဇ္ဇင်္စဝိရာစီယာမသိမှုအဝိဇ္ဇာတစ်ခုဖယ်ရှားဖို့လိုအပ်တယ်ပေါ့မသိမှုအဝိဇ္ဇာဖယ်ရှားခြင်းဘာလို့ဝိပဿနာကျင့်တာဝိပဿနာကျင့်တာဟာပညာကိုလုပ်တာပညာကိုရအောင်လုပ်တာဝိပဿနာဆိုတာပညာကိုခေါ်တာနော်ဝိပဿနာဆိုတဲ့နာမည်ကပညာရဲ့နာမည်ပဲဖြစ်တယ်ပေါ့အဲ့ဒီပညာကမှအဝိဇ္ဇာကိုဖယ်နိုင်တာသူကနဲ့သူအမောင်ကိုဖယ်နိုင်တာအလင်းသာလင်းဖြစ်တယ်ပေါ့အဲ့ဒါလို့အဝိဇ္ဇာကိုဖယ်နိုင်တာကပညာကသာဖယ်နိုင်တယ်ပေါ့ဒါကြောင့်မို့ပညာတွေကိုမြင့်တင်ပြီးတော့အဝိဇ္ဇာဆိုတဲ့ပညာဆိုတဲ့အလင်းကိုမြင့်တင်ပြီးတော့အဝိဇ္ဇာဆိုတဲ့အမှောင်ကိုဖယ်ရှားလိုက်တယ်အဲ့ဒီဖယ်ရှားလိုက်နိုင်ပြီဆိုရင်သမူလံတဏမဘုရှာအဝိဇ္ဇာအခြေခံတဲ့တဏှာတွေအကုန်လုံးရှင်းပြလိုက်နိုင်သည့်အတွက်ကြောင့်ဥပတန်တော်မိဥပတန်တာမိရင်တွေနှလုံးထဲမှာငြိမ်းချမ်းသွားပြီအပူမရှိတော့ဘူးနေဗုဒ္ဓဒုက္ခတွေအလုံးချုပ်ငြိမ်းပြီးတော့ဆင်းရဲခတ်သိမ်းကလွတ်မြောက်သွားပြီလို့သူ့ကိုယ်သူဥရန်ကျူပြီးရင်တွဲစကားဒီလိုပြောတယ်အဲ့တော့ဘုန်းကြီးတို့တွေလည်းဒီလိုဥပတန္တဆိုတဲ့ရင်တွဲကအေးချမ်းမှုခန္ဓာတွေငြိမ်းသွားဖို့နိဗ္ဗုဒ္ဓဆိုခန္ဓာတွေငြိမ်းသွားဖို့နိဗ္ဗာန်ကိုရဖို့ဆိုရင်ဒီကျင့်စဉ်ကလွဲလို့တခြားမရှိဘူးဒီတိုင်းပဲကျင့်ကြံကြိုးကိုအထောက်ဒ
ဒီကျင့်စဉ်မကျင့်နိုင်သေးတဲ့မြတ်ဥပတန္တဆိုတဲ့အငြိမ့်ဓာတ်ကိုရမှာမဟုတ်ဘူးဥပတန္တဆိုတဲ့အငြိမ့်ဓာတ်ကိုမရသေးတဲ့မြတ်နိဗ္ဗုဒ္ဓဆိုတဲ့ခန္ဓာရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာလဲဝေးနေအောင်မှာပဲဖြစ်တယ်လို့ဒီလိုဆိုတယ်နော်အဲ့ဒါကြောင့်မို့သူဟာဒီတန်ဃာထေရီဘိက္ခုနီမလေးဟာထူးခြားတဲ့တရားအသည့်တွေသိပြီးအမြဲတမ်းဒီစကားကိုပဲရှင်တွင်ကစကားကိုပြောကြားပြီးလာခဲ့တာဖြစ်တယ်အဲ့ဒါကိုစာပေကျမ်းဂန်မှာမှတ်တမ်းတင်ထားတာတန်ဃာထေရီဂါထာဆိုပြီးတော့မှတ်တမ်းတင်ထားတာပေါ့ကဲနောက်ဘိက္ခုနီမတဦးရဲ့ရှင်တွင်စကားတစ်ခုကြည့်ကြအောင်19ခုမြောက်ဘိက္ခုနီမ19ပါးမြောက်ဘိက္ခုနီမသူ့နာမည်ကတော့ဇင်တာလို့ခေါ်တယ်ဒီနာမည်လေးကထူးဆန်းတော့အဲ့ဒါမှတ်ရင်မှတ်ရကြပါဘောနော်ဇင်တာလို့ခေါ်တယ်သူနာအဲ့ဒီဇင်တာဆိုတဲ့ဘိက္ခုနီမလေးရဲ့ရင်တွင်းစကားကိုပြောသူကလည်းလူဘဝတုန်းကဝေသာလီမြို့သူတူပဲဝေသာလီမြို့မှာလိတ်ဆွေမင်းမျိုးတဲ့ကမင်းသမီးတူပဲသူလေချမ်းသာကြွယ်ဝတယ်မင်းသမီးတူမြတ်စွာဘုရားသခင်ကိုရောမြတ်ဝေသာလီကိုကြွလေရှိတယ်ကြွတဲ့အချိန်မှာမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုသူနာယူတယ်အဲ့လိုဘုရားဟောတဲ့တရားတွေကိုနာယူတဲ့အခါမှာသူကဘဝပါရမီကအလွန်ကောင်းသည့်အတွက်ကြောင့်နားဆိုင်ပြီးနာရင်ကနေပြီးအဲ့ဒီဝေသာလီမြို့သူစင်တာဆိုတဲ့လက်ဆွေမင်းသမီးလေးဟာသူကလူဘဝနဲ့ပဲတရားနာရင်မှာသောတာပန်သဂရကံအနာဂံတွေယဟနာထီအောင်ဖြစ်သွားတယ်အစစ်စစ်ဖြစ်သွားတာနော်မြန်တဲ့အခါကျတော့တထိုင်နည်းဖြစ်တယ်တထိုင်နည်းဖြစ်တာခုံပြီးတော့ယဟနာဖြစ်သွားတာမဟုတ်ဘူးအစဉ်တိုင်းသွားတာစက်တိုက်ဖြစ်သွားတာကိုဆိုလိုတယ်ပေါ့သောတာပန်ဖြစ်ဖို့သောတာပန်အတိညာဏ်ကိုပေးနိုင်တဲ့ဝိပဿနာသဂရကံဖြစ်ဖို့ကြတော့သဂရကံကိုဖြစ်ပေါ်စေနိုင်တဲ့သဂရဂါမိမဲ့ဖို့ကိုဖြစ်စေနိုင်တဲ့ဝိပဿနာအနာဂံဖြစ်ဖို့အတွက်အနာဂါမိမဲ့ဖို့ကိုရစေနိုင်တဲ့ဝိပဿနာယဟနာဖြစ်ဖို့အတွက်ယဟနာအဖြစ်ကိုရစေနိုင်တဲ့ဝိပဿနာလို့ဆိုတယ်အတိညာဏ်တွေဟာတစ်ခုနဲ့တစ်ခုမတူဘူးတိုးတက်ပြီးတရားနာနေစဉ်အတွင်းမှာဖြစ်သွားတာလို့ဒီလိုဆိုလို့လေပေါ့အဲ့ဒါလို့လိတ်ဆွေမင်းသမီးပြုစင်တာဟာတရားနာစဉ်အတွင်းမှာပဲသူဟာယဟန္တာမှဖြစ်သွားတယ်အဲ့ဒါလို့ယဟန္တာမှဖြစ်သွားတဲ့အခါမှာဘေကုဏီကျောင်းသွားပြီးတော့ဘေကုဏီမအဖြစ်ဟောလိုက်တယ်သာသနာပေါင်းဝင်ရောက်လာကြအဲ့ဒီနေရာလေးမှာမှတ်သားစရာလေးတစ်ခုကတော့စာပေကျမ်းကမှာဆိုထားတာလေးတစ်ခုရှိတယ်လူဝတ်ကြောင့်နဲ့ယဟန္တာဖြစ်လို့ရှိရင်တဲ့ဆိုထားတဲ့စကားရလူဝတ်ကြောင့်နဲ့ယဟန္တာဖြစ်ပြီဆိုရင်အဲ့ဒီယဟန္တာဖြစ်တဲ့နေ့မှာသူကပြိဋိဘံရင်လည်းစံတယ်သို့မဟုတ်သင်္ကန်းရင်လည်းဝတ်တယ်ပေါ့စာပေကျမ်းကမှာအဲ့လိုဆိုထားတာရှိတယ်အဲ့ဆိုထားတဲ့စကားနဲ့ပတ်သက်ပြီးတော့တချို့ကကြောက်ရွံ့စိုးရိမ်မှုလေးတွေရှိတယ်ပေါ့ဆိုတော့အခုအမျိုးသမီးတွေဆိုရင်ဘိက္ခုနီဆိုတာမရှိတော့အထူးသဖြင့်အမျိုးသမီးတွေကပိုစိုးရိမ်တဲ့သဘောရှိဒီနေရာမှာတရားချင်းလိုက်လို့ယဟန္တာဖြစ်သွားရင်သူဘိက္ခုနီမရှိသည့်အတွက်ကြောင့်သူတို့ဘယ်လိုလုပ်မလဲပေါ့နော်တွေးပုံဘိက္ခုနီကယဟန္တာဖြစ်အောင်ပဲအရင်လုံးမတွေးနဲ့ဟောတာအဲ့ဒါလို့တွေးပြီးတော့မေခွန်းနေတက်လာဘုန်းကြီးတို့ရှင်းပြောစာပေမှာဆိုတာဟုတ်တယ်သဘောကတော့ဆိုလိုတဲ့သဘောကတော့အရိယသူတော်စင်ဖြစ်သွားတာနဲ့တပြိုင်နက်လူလောကလူဘဝမှာမနေတော့ဘူးသူတော်စင်ဘဝပြောင်းတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်လို့ဒီကနေ့ခေတ်ရဟန်းမရှိလည်းပဲသူဟာသူတော်စင်ဘဝပြောင်းမှာပဲသူတော်စင်ဆိုတာဟာတကယ်အနှစ်သာရဆိုလို့ရှိရင်စိတ်ဓာတ်ကသူတော်စင်ပဲ
နော်သူတော်စင်ဖြစ်တော့သူတော်စင်အဝတ်သူတော်စင်အနေသူတော်စင်ဘဝမျိုးရောက်သွားမှာပဲအတွင်းအနှစ်သာရကသူတော်စင်ဖြစ်သွားတာတချို့ကကြံကြံဖန်ဖန်ပြောတဲ့အာဖရိကမှာဘုန်းကြီးမရှိလို့တဲ့အာဖရိကတယောက်တရားကျင့်လို့ရှိရင်ယဟန္တာများမတော်တဆတော့ဖြစ်ဖို့မရှိပါဘူးနော်မတော်တဆဖြစ်သွားလို့ရှိရင်သာသနာမရှိတဲ့နေရာမတော်တဆဆိုဖြစ်ကိုမဖြစ်နိုင်ဘူးအဲ့ဒီဟာနော်အဲ့ဒါလို့စိုးရင်ကြောက်ကြမှုလေးတွေနဲ့ပတ်သက်တဲ့မိကွန်းတွေကိုမေးတယ်ဆိုလိုတာကတော့ဘုန်းကြီးတို့ကတော့သဘောပေါက်တာဘယ်လိုသဘောပေါက်လဲလို့ဆိုဒီတရားထုတရားမြတ်လူဘဝနဲ့လူအကြောင်းဘဝနဲ့ရသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသေနေစီတယ်ဆိုရင်အဲ့ဒီနေ့ပြိဋိဘံဆံမှာပဲတက်တန်းကြံသေးတယ်ဆိုရင်တော့သူဟာသူတော်စင်ဘဝရောက်မှာပဲဒီလိုဆိုလို့နော်သူတော်စင်ဘဝကူပြောင်းမှာအဲ့တော့သူတော်စင်ဘဝဆိုတာဟာဒီအခုလို့ဘုန်းကြီးဆိုတာလေသမုဒိအနေနဲ့သွားတာပဲလေအများကအတိမတ်ပြုပေးလို့ဘုန်းကြီးဖြစ်တာဟုတ်တန်ဃာကအတိမတ်ပြုလိုက်လို့ဘုန်းကြီးဖြစ်သွားမြတ်စွာဘုရားကတန်တတိအမတ်ကြီးဒီတရားဥတရားမြတ်ရပြီးတော့ယန္နာဖြစ်သွားတဲ့အခါမှာယန္နေကဆွေးနွေးပြောကြတယ်အမတ်ကြီးဟာအမတ်ကြီးအဝတ်အစားနဲ့မင်းဝမင်းစားနဲ့ပေါ့လေသူဟာယန္နာဖြစ်သွားယန္နာဖြစ်တော့ဒီတန်တတိအမတ်ကြီးကိုဘယ်လိုပြောမလဲဘုန်းကြီးလို့ခေါ်နိုင်လားအဲ့ဒီခေတ်ကစကားနဲ့ဆိုတမနာလို့ခေါ်လို့ရမလားပြမနာလို့ခေါ်လို့ရမလားပပိစိတလို့ခေါ်လို့ရမလားလို့ဆိုမြတ်စွာဘုရားရတယ်တဲ့အနိတ္တရာကဖြစ်သွားပြီဒီသူအဝတ်ကအနိတ္တရာကိုမကြော်ဘူးလေအဝတ်ဆိုတာဝတ်လို့ရတာပဲမဟုတ်လားအဲ့တော့အတွင်းစိတ်ဓာတ်အတွင်းအနိတ္တရာကယဟနာဖြစ်သွားပြီဆိုရင်ဒါယဟနာလို့သူကသူတော်စင်ဘဝရောက်သွားပြီသားဖြစ်သွားပြီအဲ့တော့ရောက်သွားပြီသားဖြစ်ဆိုတက်တန်းရှိသေးတယ်ဆိုရင်သူဟာတက်တန်းပြည့်အောင်နေဦးမှာတက်တန်းစိတ်သွားပြီဆိုလို့ရှိရင်တော့လေပြိဋိဘံဆံမှာပေါ့အကယ်၍ယဟနာဖြစ်သည့်အတွက်ကြောင့်နေခြင်းအတန်းနဲ့မနေရဘူးသေရတယ်ဆိုလို့ရှိရင်တော့ယဟနာဖြစ်တာအရဟတမေရတ္တဖို့ကအစိတ်ကြီးဖြစ်နေမှာပေါ့သို့မဟုတ်ကိလာဖြစ်သွားမှာပေါ့သူကတတ်တယ်လို့အဓိပ္ပာယ်ရသွားမှာပေါ့အဲ့ဒီလိုအဓိပ္ပာယ်တော့မဟုတ်ဘူးတဲ့နော်အဲ့ဒီလိုအဓိပ္ပာယ်ကိုဆိုလိုတာမဟုတ်ဘူးသူ့ရဲ့စိတ်ဓာတ်ကိုကယဟနာဖြစ်သွားပြီဆိုရင်သူတော်စင်ဘဝရောက်သွားပြီယဟနာမဖြစ်သေးဘူးဒီတက်တန်းရှိသေးတယ်ဆိုရင်သူတော်စင်ဘဝရောက်မယ်တက်တန်းစိတ်ပြီဆိုရင်လည်းပျော်ပျော်ကြီးပြိဋိဘံဆံလိုက်ပါပဲဒီလိုဆိုလိုတာလို့အဲ့ဒီလိုဆိုရင်ကြောက်เสียဘာမှမရှိဘူးဘိက္ခုနီခေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအမျိုးသမီးတွေဘာမှမကြောက်တဲ့ယဟန္တာဖြစ်လို့ရှိရင်ယဟန္တာမပဲအဲ့ဒါသိကြတယ်နော်မဟုတ်ဘဲနဲ့တော့သွားမလုံးနဲ့တခါတော့ကဗမာပြည်မှာယဟန္တာပူဇော်ပွဲဆိုတာလုပ်တယ်ပြီးတော့အကုန်လူထွက်ကုန်ကြအဲ့ဒါလိုလည်းဖြစ်မှဆိုရတယ်နော်အဲ့တော့စစ်မှန်တဲ့အရာဆိုလို့ရှိရင်ကတော့သူကသူအတွင်းအနှစ်သာရရှိပြီးသားပဲဖြစ်တယ်ပေါ့အေးစင်တာဆိုတဲ့မြို့သမီးလေးဟာလေလူဘဝမှာရန်တရားဥတရားမြတ်ကိုရလိုက်တယ်ရလိုက်သည့်အတွက်ကြောင့်သူကသာသနာ့ဘောင်ဝင်ပြီးတော့ဘိက္ခုနီဝတ်တယ်အဲ့ဒီဘိက္ခုနီဝတ်တာသူ့ရဲ့ကြင်ကြံကြုတ်ကိုအထုတ်ခဲ့တာတွေကိုသူကပြန်ပြီးတော့ပြောပြတယ်ယေဣမေတတ္တဖုစင်္ခမက္ခနိဗ္ဗာနပတ္တိယဘာဝိတာတိမယတပ္ပိယထာဗုဒ္ဓေနဒေတိတာသူတရားဥတရားမြတ်ကိုရလာတဲ့ကျင့်စဉ်မမတခဏလေးပဲရညံထက်တဲ့ပုဂ္ဂိုလ်တွေဆိုရင်တရားနာရင်လည်းပဲတရားဥရတာပဲအဲ့တော့တချို့ကပြောကောင်းပြောလိမ့်မယ်တရားအာမထုတ်ပဲနဲ့တရားရနိုင်သလားဆိုအာထုတ်တယ်ဆိုတာဘာပြောတာလဲလို့ဆိုကိုယ်စိတ်နဲ့တရားနဲ့ဆုံတွေ့ပြီးဆင်ញင်သုံးသတ်တာလေဆင်ញင်သုံးသတ်တာကိုအာထုတ်တယ်လို့ခေါ်တယ်မျက်စိမှိတ်ပြီးတော့ထိုင်းနေတာနဲ့တရားအထုတ်တယ်လို့ပြောတာမဟုတ်ဘူးတရားကိုဟောနေတဲ့အချိန်မှာတရားကိုရှင်တဲ့နှလုံးထဲရောက်အောင်စဉ်းစားပြီးတော့ခန္ဓာကိုယ်နဲ့ကပ်ပြီးတော့ကြည်နေတာဟာတရားအထုတ်နေခြင်း
apply လုပ်တယ်လို့ခေါ်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါလို့စူးစိုက်ပြီးတရားနာနေခြင်းဒီပင်တရားအထုတ်နေခြင်းပဲလို့ဒီလိုမှတ်နော်တရားအထုတ်ခြင်းပဲဖြစ်တယ်အဲ့တော့တယောက်နဲ့တယောက်အရေးချင်းချင်းမတူသည့်အတွက်ကြောင့်အဲ့ဒါလို့ခဏလေးအာယုံပြုတ်လိုက်တာလေးနဲ့ပဲတရားဓုတရားမြတ်အသိဉာဏ်တွေဟာပွင့်လင်းသွားနိုင်တယ်ဒီလိုဆိုတာပေါ့အသိဉာဏ်တွေကပွင့်လင်းသွားအဲ့ဒါကြောင့်ဘယ်သူပဲဖြစ်ဖြစ်သောတာပန်ပဲဖြစ်ဖြစ်သဂရဂါပဲဖြစ်ဖြစ်လမ်းကြောင်းဟာတစ်ခုတည်းသောလမ်းကြောင်းပဲဒီလမ်းကြောင်းကပဲသွားတာတခြားလမ်းကြောင်းကမသွားလို့မရဘူးအဲ့ဒါကိုမြတ်စွာဘုရားဟောထားတဲ့ထဲမှာဘယ်လိုပြောတော့ဘယ်လိုဟောထားတော့ဆိုတဏှာဝကလွတ်တိုင်းတရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်တိုင်းဟာနိဝရဏတရားကိုဖယ်ရှားရမယ်တမာတိစွမ်းအားနဲ့နိဝရဏတရားတွေကိုဖယ်ရှားဘုဇင်9ပါးကိုပွားများအထောက်တတိပဌာန်တရား၄ပါးပေါ်မှာအခြေစိုက်ပြီးတော့ဘုဇင်9ပါးကိုပွားများအထောက်အဲ့ဒီနီးကလွဲလို့ဘယ်ပုဂ္ဂိုလ်မှသောတာပန်သဂရဂါအနာဂံဖြစ်သွားတာဆိုတာမရှိဘူးလို့ဒီလိုဆိုဒါဖြင့်ဝိသခါတို့ရောတရားနာရင်ဖြစ်တယ်ဆိုတာဘယ်အချိန်ကျင့်လိုက်တာတော့ဆိုတရားနာနေတော့ကျင့်လိုက်တာပဲလေအသိဉာဏ်အဓိကဟုတ်အဲ့တော့ဉာဏ်ဆိုတာဟာဒီသဘောပေါက်နိုင်စွမ်းရှိတဲ့စွမ်းရည်တတ္တိအမှန်တမ်းထူးခြားတယ်တူနဲ့တူမတူတမာတိကျင့်စဉ်နဲ့ဉာဏ်နဲ့တခြားစီဉာဏ်ဆိုတာလင်းငနဲ့သွားတဲ့အရာပဲရှင်းငနဲ့သိသွားတဲ့အရာသိလိုက်တာဟာမသိတာနဲ့ကပ်နေတာပဲမဟုတ်လားမသိဘူးဆိုရင်တွေးနေတယ်မသိဘူးဟာခဏလေးသိတယ်ဆိုတာနဲ့ပျောက်သွားတယ်ဉာဏ်နဲ့ဒါကြောင့်မို့လို့သိတာနဲ့မသိတာလက်တစ်လုံးလေးဘလောက်မှဝရင်ဖြစ်တာမဟုတ်ဘူးဒင်းကားနဲ့ပြောလို့ရှိရင်ကြောနဲ့ရင်သာဒါပဲရှိမယ်ဟိုဘက်ဒီဘက်လေးပဲအဲ့ဒါလို့ဒီမျိုးသမီးတွေကလည်းပဲသာသနာကျင့်စဉ်ကိုသူတရားဓုတရားမြတ်ရလာတာဒီစင်တာဆိုတဲ့ထေရီမကပြန်ပြီးတော့သူပြောပြတာတော့ယေဣမိတတ္တဘုဇင်ကမက္ခနိဗ္ဗာန်ပတ္တိယနိဗ္ဗာန်ရောက်ဖို့လမ်းကြောင်းကဒါပဲရှိတယ်တဲ့ဘုဇင်9ပါးတွေကိုသူပွားတယ်ဘာဝိတာတိမယာတ္တပါအဲ့ဒါတွေသူအာလုံးသူတဏ္ဍမှာရအောင်ကြိုးစားတယ်ကြိုးစားသည့်အတွက်ကြောင့်ယထာဗုဒ္ဓိနာဒေတိတာမြတ်စွာဘုရားဟောထားတဲ့အတိုင်းသူကြိုးစားလိုက်တယ်တဲ့နော်နိဗ္ဗာန်ရောက်ဖို့ရတဲ့ဘုဇင်9ပါးအကျင့်ကိုကျင့်လိုက်တယ်ဒိဋ္ဌာဟိမိသောပကဝါတရားသိလို့ရှင်ဘုရားကိုသိတာတရားမြင်လို့ရှင်ဘုရားကိုမြင်ပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့တရားအသိကိုသိလိုက်တာနဲ့တပြိုင်နက်ဘုရားဆိုတာကိုလည်းသူရှင်းရှင်းလင်းလင်းကြီးမြင်သွားတယ်တရားမြင်မှဘုရားမြင်တယ်ဆိုတာနော်တရားတွေ့မှဘုရားကိုတွေ့တယ်သူဟာတကယ်ကိုဘုရားအစစ်ကိုတွေ့လိုက်ရပြီအန္တိမောယံသမုတ်တေယောတက္ကနာလေးအတွင်းမှာသူဟာသူ့ရဲ့ဘဝကြီးခန္ဓာကြီးဟာနောက်ဆုံးပိတ်ဆိုတဲ့အဆင့်ကိုရောက်သွားဘယ်လိုလို့နောက်ဆုံးပိတ်အဆင့်ရောက်သွားတော့ဆိုကိလေသာတွေကုန်လိုက်သည့်အတွက်ကြောင့်ကံတရားတွေကနောက်ထပ်ဘဝတစ်ခုမသက်ဆောင်နိုင်တော့ဘူးဟောဘဝဆိုတဲ့ဗမာကိုတွေ့တာတဲ့ဘဝတဏပြတ်သွားတာနဲ့တပြိုင်နက်ဒီကံတရားတွေကအလုံးမဖြစ်တော့ဘူးကိလေသာကိုကုန်သွားတယ်ကာမဝတ္တိကုန်သွားတယ်ကိလေသာនិရောဓေကာမនិရောဓောကိလေသာချုပ်သွားလို့ရှိရင်ကံတရားချုပ်သွားကံတွေချုပ်သွားလိုက်လို့ရှိရင်ဝိပါကဆိုတာလေးကကျမ်းနေတာအခုလက်ရှိခန္ဓာလေးတော့ကျမ်းနေမှာပဲသို့တော့အဲ့ဒီကျမ်းနေတဲ့ခန္ဓာလေးဒီအန္တိမောယံသမုတ်တယောနောက်ဆုံးခန္ဓာလေးပဲနောက်ထပ်သူ့ကိုမွေးဖွားပေးမဲ့အကြောင်းတရားတွေပြတ်သွားပြီလို့ဒီလိုပြောတာနော်ကိလေသာတွေမရှိတော့ဘူးကံတွေလည်းငြိမ့်သွားပြီလို့ဆိုဝိခိနောဇာတိတန္တာရောခဏခဏပြန်ပြန်မွေးရတဲ့တန်တရားကြီးဟာသူ့အတွက်ကုန်သွားပြီဘာကုန်လို့ကုန်တာတော့ကိလေသာကုန်လို့ကုန်ကိလေသာကုန်ရင်ကံကုန်တယ်ကံကုန်လို့ရှိရင်တန်တရားဆိုတာကုန်သွားပြီလို့ဒီလိုဆိုနတ္ထိဓာနိပုဏ္ဏဘောငါဘဝမှာနောက်ထပ်ဘဝဆိုတာမရှိတော့ဘူးလို့သူ့ဟာသူရှင်းရှင်းကြီးသိတယ်ဆိုတာစင်တာထေရီမအခုလို့သူ့ရဲ့ယဉ်နှင်းစကားကိုကျင့်စဉ်နဲ့ကွာထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားသမီးတော်များရဲ့ယဉ်တွင်းစကားတွေဟာတကယ်ကိုတန်တရားဝကလွတ်ခဲ့တဲ့သူတို့ရဲ့တကယ်ကျင့်စဉ်များတာလည်းဖြစ်တယ်ပေါ့
မိမိတို့တွေလည်းတကယ်ချစ်စဉ်တွေကိုချစ်ကြကြကိုအထောက်ကြမယ်ဆိုရင်ဒီလမ်းကြောင်းဟာတဖြောင်တည်းသောလမ်းကြောင်းဖြစ်တယ်တဖြောင်တည်းသောလမ်းကြောင်းတိုင်းသွားနိုင်ပြီဆိုလို့ရှိရင်ရာဂဒေါသမောဟစတဲ့ကိလေသာတွေရဲ့ကုံဆုံးသည့်အတွက်ကြောင့်ကံတရားတွေဟာချုပ်ငြိမ်းသွားပြီနောက်ဆုံးမှာကံကိလေသာတို့ပေါင်းစပ်ထုတ်ထားတဲ့ခန္ဓာဆိုတဲ့ဒုက္ခကြီးတစ်ခုဘုန်းကြီးတို့တွေလွတ်မြောက်ကြမှာဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းဘိက္ခုနီမတို့ရဲ့ယင်တွင်စကားမိမိတို့ရဲ့ယင်ထဲရောက်အောင်နှလုံးသွင်းဆင်ခြင်ပြီးကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှဲသင်ပြန့်ပိတိတိဟုသောယနန်းတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း